ခင်ဗျားတို့သိလားတစ်ချိန်လုံးက system ကြီးတစ်ခုလုံးကိုတော်လန်ဖို့မွေးဖွားလာခဲ့တဲ့ music တစ်မျိုးရှိတယ်။ဒီ music ကို TV channel တွေကတားမြစ်ခဲ့တယ်။ radio station တွေကလည်းမဖွင့်ရခဲ့ကြဘူး။ media တွေကလူငယ်တွေကိုဖျက်ဆီးနေတဲ့ music ကိုခေါ်ခဲ့ကြတယ်။ပြီးတော့တစ်ချိန်မှာပဲသတင်းစာကောင်းကြီးပိုင်းတွေနဲ့ Punk is dead ဆိုပြီးကြေညာခဲ့တယ်။ဒါဟာ Punk rock ရဲ့သမိုင်းပဲဗျ။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ရဲ့ Hidden Theory channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့မှာတော့ Punk music ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ history ကိုပြပြပေးမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြရအောင်။1989ခုနှစ်ဗြိတိန်နိုင်ငံလန်ဒန်မြို့မှာလူငယ်တွေကအလုပ်လက်မဲ့ဖြစ်နေကြတယ်။စီးပွားရေးတွေကြားဆင်းနေအနာဂတ်ဆိုတာမမြင်ရသလောက်အဲ့ဒီအချိန်မှာလူငယ်တစုကစပြီးတော့စဉ်းစားလာတယ်။ငါတို့စကားကိုဘယ်သူမှနားမထောင်ဘူး။ဒါပေမဲ့ငါတို့မှာလက်နက်တစ်ခုရှိတယ်။အဲ့ဒါက music ပဲ။ဒီလိုနဲ့ပဲ Punk rock ဆိုတဲ့ music ကစပြီးတော့ပေါ်ပေါက်လာခဲ့ပါတယ်။ Punk ရဲ့ဇာတ်လမ်းကို1989ခုနှစ်မှာစတင်တယ်လို့လူအများစုကထင်ကြပေမဲ့တကယ်တော့80 high တဲ့အများကြီးစောခဲ့ပါတယ်။1960နဲ့1980အစောပိုင်းတွေမှာ rock music ကပိုပြီးတော့ရှုပ်ထွေးလာခဲ့တယ်။ရှည်လျားတဲ့ music တွေဈေးကြီးတဲ့ concert တွေ technical skill တွေကိုပဲအလေးပေးတဲ့ band တွေ music ဟာတာမန်လုံးနေတဲ့လူငယ်တွေနဲ့တဖြည်းဖြည်းနဲ့ဝေးကွာလာခဲ့ပါတယ်။ဒါပေမဲ့ American နိုင်ငံ New York မြို့ကလူငယ်တချို့ကတော့ဒီလိုစပြီးတော့မတွေ့ခဲ့ပါဘူး။သူတို့အတွက် music ဆိုတာရိုးရိုးရှင်းရှင်းပဲဖြစ်တဲ့နယ်လို့ယုံကြည်ခဲ့တယ်။1984ခုနှစ်မှာ Ramones ဆိုတဲ့ band တစ်ခုပေါ်လာတယ်။ Ramones ရဲ့သင်းတွေက2မိနစ်3မိနစ်ပဲကြာတယ်။ guitar solo မရှိဘူး။ production ကြီးမားမရှိဘူး။ဒါပေမဲ့အရှိန်ဟုန်နဲ့ဒေါသနဲ့ energy နဲ့ပြည့်နေတယ်။သူတို့ရဲ့ music က rock music ကိုအစအနေပြန်ပြီးတော့တွေးခိုင်းလိုက်တယ်။ New York မှာစတင်ခဲ့တဲ့ဒီလှုပ်ရှားမှုကမကြာခင် Atlantic Ocean ကိုဖြတ်ပြီးတော့ဗြိတိန်နိုင်ငံထိရောက်သွားတယ်။အဲ့ဒီအချိန်ကဗြိတိန်မှာလည်းအခက်အခဲဆုံးကာလတစ်ခုဖြစ်နေတယ်။အလုပ်လက်မဲ့နှုန်းနဲ့မြင့်တက်နေတယ်။ inflation ကာလမြင့်တက်နေတယ်။လူငယ်တော်တော်များများကအနာဂတ်ဆိုတဲ့မျှော်လင့်ချက်ကိုမရှိတော့ဘူး။ဒီအချိန်တွေမှာ Sex Pistols ဆိုတဲ့ band တစ်ခုပေါ်လာခဲ့တယ်။သူတို့ရဲ့ music ကလူငယ်တွေရဲ့ဒေါသကိုတိုက်ရိုက်ပြောပေးနေတယ်လို့ဖြစ်နေတယ်။1989ခုနှစ်မှာ God Save the Queen ဆိုတဲ့သင်းထွက်လာခဲ့တယ်။အဲ့ဒီသင်းက British ဘုရင်စနစ်ကိုဝေဖန်ထားတာကြောင့် BBC ကဖွင့်ခွင့်မပေးခဲ့ပါဘူး။နောက်ပြီး radio station တော်တော်များများကလည်းတားမြစ်ခဲ့တယ်။အဲ့လိုတားမြစ်ခဲ့လို့လည်းလူတွေကပိုပြီးတော့နားထောင်ကြလာကြတယ်။ Punk ဟာ music မျိုးစားတစ်ခုတည်းပိုတဲ့ movement တစ်ခုဖြစ်လာတယ်။ Punk fan တွေကဈေးကြီးတဲ့ဝတ်စားတွေမဝတ်ကြဘူး။ဘာထိထားတဲ့ jeans တွေ leather jacket တွေ safety pin သူတို့ရဲ့ message ကလည်းရိုးရှင်းတယ်။ မင်း rich ဖြစ်ဖို့မလိုဘူး။မင်း perfect ဖြစ်နေဖို့လည်းမလိုဘူး။1980ရောက်လာတဲ့အခါမှာ Punk ကပိုပြီးတော့ကျန်းလာတယ်။ Hardcore Punk ဆိုတဲ့ music မျိုးစားထပ်ပြီးတော့ပေါ်လာတယ်။ Black Flag, Minor Threat တို့လိုမျိုး band တွေက Punk ကိုပိုပြီးတော့မြန်ပိုကျယ်လောင်ပိုတသားထွက်တဲ့ sound အဖြစ်ပြောင်းလဲလိုက်တယ်။သူတို့ရဲ့ concert တွေက stadium တွေထဲမှာမဟုတ်ဘူး။ basement တွေထဲမှာ garage တွေထဲမှာ community hall တွေထဲမှာဒီလိုနဲ့ DIY culture ဆိုပြီးတော့မွေးဖွားလာခဲ့ပါတယ်။ record label မရှိလဲ album ထုတ်တယ်။ magazine မရှိလဲကိုယ်တိုင်ဇိုင်းရိုက်တယ်။ promotion company မရှိလဲ flyer တွေထုတ်ပြီးတော့ကိုယ်တိုင်လိုက်ကတ်တယ်။ဒီတွေးခေါ်ကနောက်ပိုင်း independent music scene တစ်ခုလုံးကိုတက်ရောက်မှုရှိသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာ media တွေက headline တွေစပြီးတော့ရေးလာခဲ့တယ်။ Punk is dead Sex Pistols လည်းပြုတ်ကွဲသွားပြီ။ပထမဆုံး Punk wave လည်းပြီးသွားပြီ။ဒါကြောင့်လူတော်တော်များက Punk ဟာတမိုင်းထဲမှာပဲကျန်နေခဲ့ပြီးတော့ထင်လာကြပါတယ်။ဒါပေမဲ့ underground scene မှာရှိကြတဲ့လူငယ်တွေအတွက်ကတော့သဘောမတူခဲ့ပါဘူး။သူတို့အတွက် Punk ဆိုတာ band တစ်ခုမဟုတ်ဘူး။ trend တစ်ခုမဟုတ်ဘူး။ mindset တစ်ခုပဲ။1982ခုနှစ်မှာ The Explosives ဆိုတဲ့ Scottish Punk band က album တစ်ချက်ထုတ်လိုက်တယ်။ album နာမည်က Punk Not Dead ။ media က Punk သေပြီလို့ပြောနေတဲ့အချိန်မှာ Punk fan တွေကပြန်ပြီးအော်ဟစ်လိုက်တာဖြစ်မယ်။ Punk Not Dead ဒီစကားဟာ Punk culture ရဲ့အကျော်ကြားဆုံး slogan တွေကတစ်ခုလည်းဖြစ်လာပါတယ်။ concert တွေမှာအော်ကြတယ်။ t-shirt တွေပေါ်မှာရေးကြတယ်။ wall graffiti တွေမှာ spray နဲ့ရေးကြတယ်။ဒီနေ့အထိ Punk fan တွေအချင်းချင်းတွေ့ရင်တော့ဒီစကားကိုသုံးနေကြတော့မှာပဲ။1990ရောက်လာတဲ့အခါမှာလည်းလူတွေက Punk သေသွားပြီလို့ထင်ခဲ့ကြသေးပါတယ်။ဒါပေမဲ့ The Green Day နဲ့ The Offspring တို့လို band တွေက Punk ကို mainstream ထဲထိခေါ်လာခဲ့ပါတယ်။ချက်ချင်းပဲ Punk က underground club ကနေပြီးတော့ MTV ပေါ်ရောက်သွားတယ်။တန်းမွှားများစွာသောလူငယ်တွေက Punk music ကိုစပြီးနားထောင်လာကြတယ်။ဒါပေမဲ့ Punk ရဲ့အဓိက message ကတော့မပြောင်းလဲခဲ့ပါဘူး။အဲ့ဒါကမင်းရဲ့အသံကိုဘယ်သူမှတိတ်ဆိတ်အောင်မလုပ်နိုင်ပါဘူး။ဒီနေ့ Punk rock တွေက1980တုန်းကလို့တော့မလွန်မိုးနိုင်တော့ပါဘူး။ဒါပေမဲ့စိတ်ဝင်စားတဲ့ကောင်းတာတစ်ခုတော့ရှိတယ်ဗျ။1980မှာတော့ media တွေက Punk ကသေပြီလို့ပြောခဲ့တယ်။1990မှာလည်းပြောခဲ့တယ်။2000မှာလည်းပြောခဲ့တယ်။ဒါပေမဲ့ Punk ကပျောက်မသွားခဲ့ဘူးဗျ။ underground music scene တွေထဲမှာ skate culture တွေထဲမှာ street art တွေထဲမှာ political protest တွေထဲမှာ Punk ရဲ့စိတ်ဓာတ်ကဆက်ပြီးတော့ရှင်သန်နေတော့မှာပဲ။ဒါကြောင့် Punk fan တွေကဒီနေ့အထိစကားတစ်ခုပြောကြတယ်။ Punk Not Dead ။ဘာကြောင့်လဲဆိုတော့ Punk ဆိုတာ music မျိုးစားတစ်ခုမဟုတ်ဘူး။ Punk ဆိုတာ system ကိုမေးခွန်းပြန်ထုတ်ရဲတဲ့စိတ်ဓာတ်တစ်ခုပဲဖြစ်ပါတယ်။